ဆော်လိုရေးလုပ်ငန်းခွင်တွေမှာတန်ချေးတက်နေတဲ့တန်ကြောင်းတွေကိုတွေ့လိုက်ရပြီးဆိုရင်ဒါဟာမိတ်ဆွေလားရန်သူလားဆိုတာအမြဲတမ်းညင်းကြခုန်ကြရတဲ့ကိစ္စတစ်ခုပါအင်ဂျင်နီယာတိုင်းအတွက်နေ့စဉ်ကြုံနေရတဲ့ဒီမေခွန်းကိုဒီနေ့တော့ရှင်းရှင်းလင်းလင်းအခြေတစ်ခုထုတ်ကြည့်ကြအောင်မင်္ဂလာပါဗျာကျွန်တော်ဦးစန်းနွယ်ရဲ့ AI assistant ပါဒီနေ့ engineer တွေနဲ့စစ်ဆေးရေးမှုတွေကြားမှာအမြဲတမ်းလို့အငင်းပွားနေရတဲ့တန်ချေးတဲ့တန်ချောင်းတွေကိစ္စကိုဘယ်လိုအဆုံးဖြတ်ပေးမလဲဆိုတာရှင်းပြပေးတော့မှာဖြစ်ပါတယ်ကဲဒီနေ့ပြောသွားမယ့်အကြောင်းအရာမှာအလိကအပိုင်း၅ပိုင်းပါဝင်ပါမယ်ပထမဆုံးလုပ်ငန်းခွင်မှာဖြစ်နေတဲ့အငင်းပွားမှုတွေနဲ့စပြီးတော့တန်ချေးရဲ့အန်အောစရာလျှို့ဝှက်ချက်ပြီးရင် Messi နဲ့ကြည့်ပြီးဘယ်လိုစစ်ဆေးမလဲဘယ်အချိန်မှာထန်ရှင်းလုပ်ဖို့လိုမလဲနောက်ဆုံးနိုင်ငံတကာစံနှုန်းတွေမှာရောဘယ်လိုပြောထားလဲဆိုတာတွေကိုတစ်ခုချင်းစီဆွေးနွေးသွားကြပါမယ်ဟုတ်ပြီပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဒါကတော့လုပ်ငန်းခွင်ထက်က engineer တွေရောစစ်ဆေးရေးမှုတွေရောနေ့တိုင်းလိုရင်ဆိုင်နေရတဲ့ညှင်းခုန်မှုတွေအကြောင်းပါပဲဒီပုံကတော့တော်တော်များများရင်းနှီးနေမြင်ကွင်းတစ်ခုပါတိုင်တလုံးအတွက်ရက်လုတ်ထားတဲ့တန်ချောင်းလောင်အိမ်မှာမျက်နှာပြင်ပေါ်မှာတန်ချေးလေးတွေတက်နေတာကိုတွေ့ရမှာပါအများအားဖြင့်တော့ဒါကိုမြင်တာနဲ့အငင်းပေါင်းမှုတွေကစတော့တာပါပဲအထီးကမေးခွန်းကဒါပါပဲတန်ရှင်းရေးလုံးမလားမလွတ်ဘူးလားဒီမေးခွန်းလေးတစ်ခုတည်းကပဲအချိန်နေပိုက်ဆံတွေကုန်ကျစေပြီးမလိုအပ်တဲ့ငင်းခုန်မှုတွေကိုဖြစ်စေနေတာပါကဲအခုအပိုင်းနဲ့ကိုကြည့်အောင်တန်ချီရဲ့အန်အောစရာရွက်ချက်ပါအဖြစ်အနာအစောတစ်ခုအားနည်းချက်တစ်ခုလို့ထင်ရတဲ့အရာကတကယ်တမ်းမှာဒီဆော့ဖုန်းအတွက်ဘယ်လိုများအကျုံးပြုနေတယ်လဲဆိုတာကိုတွေ့ရမှာပါဒီမှာကြည့်လိုက်ပါပြောင်ချောနေတဲ့တန်ချောင်းနဲ့တန်ချီနဲ့တက်နေတဲ့တန်ချောင်းကိုရှင်းပြထားတာပါစိတ်ဝင်စားစရာကောင်းတာကတန်ချီနဲ့ရှိတဲ့တန်ချောင်းကမျက်နှာပြင်ပူကျန်းတဲ့အတွက်ကွန်ကရစ်နဲ့တွဲကပ်နိုင်စွမ်းဘော့စထရန်ကပိုလောင်ကောင်းနေပါသေးတယ်ဒါကိုပဲဆက်မှုပိုင်းဆိုင်ရာချိတ်ဆက်မှု mechanical interlock ပိုအောင်ကောင်းတယ်လို့ခေါ်တာပေါ့သူရဒနာတွေကြဆိုရင်တန်ချီကြောက်ကျန်းတန်းနေတဲ့အတန်ချောင်းရဲ့တွဲကပ်နိုင်စွမ်းဟာကြောင်ချောနေတဲ့အတန်ချောင်းထက်၄ဆအထိပိုများနိုင်တယ်လို့ဆိုပါတယ်၄ဆနော်ဒါကတော့ရောဂင်းကနာမဟုတ်ပါဘူးဒီ mechanical interlock ဆိုတာဘာလဲဆိုတာကိုလဲလဲလေးရှင်းပြပါမယ်ကားတာယာမှာအပွင့်နေပါတဲ့တဘောတရားနဲ့အတူတူပါပဲမျက်နှာပြင်ချောမနေပဲကျန်းနေတဲ့အတွက် concrete ကိုပို့ပြီးတော့ခိုင်ခိုင်မာမာစုပ်ကင်ထားနိုင်တာပါအဲ့ဒီခါမှာstress တွေကိုပို့ပြီးထိရောက်လွယ်ပြောင်းပေးနိုင်တာပေါ့ဟုတ်ပြီအခုလက်တွေ့အခြားဆုံးအပိုင်းစစ်တဲ့အပိုင်း၃ကိုရောက်လာပါပြီဒီအပိုင်းမှာတော့လက်ခံနိုင်တဲ့တန်ချေးမျိုးစားနဲ့ပြဿနာရှိနိုင်တဲ့တန်ချေးမျိုးစားကိုမျက်စိနဲ့ကြည့်ပြီးဘယ်လိုခွဲခြားမလဲဆိုတာလေ့လာကြပါမယ်ဘယ်ဘက်ကပုံကိုကြည့်လိုက်ပါဒါကတော့လက်ခံလို့ရတဲ့တန်ချေးမျိုးစားပါအယောင်ကနည်းနည်းဖြော့ပြီးတန်ချောင်းမှမြဲကတ်နေပါတယ်ညာဘက်ကပုံကတော့တန်ချီအများကြီးတက်နေပြီးအဖက်လိုက်အလွာလိုက်ကွာကြနိုင်တဲ့ပုံစံမျိုးပါဒီလိုခြေနေဆိုရင်တော့တေချာပြန်စစ်ဆေးဖို့လိုအပ်ပါပြီဒီစရာလေးကတော့လုပ်ငန်းခွင်မှာအလွယ်တကူမမိနိုင်အောင်အဓိကကွာခြားချက်တွေကိုအကျဉ်းချုပ်ပြထားတာပါအယောင်ကညှင်းမှုအခြေအနေတန်ချောင်းပေါ်ကအစလဲရီရဲ့မြင်နိုင်စွမ်းနဲ့မျက်နှာပြင်အနေထားလေးကိုရှင်းရှင်းလင်းလင်းခွဲခြားပြထားတာမို့ကိုကရလွယ်ကူပါတယ်ဒီပုံကိုကြည့်ရင်ပိုရှင်းသွားပါလိမ့်မယ်တန်ကွင်းတွေပေါ်မှာတန်ချေးတွေနေရာနံတက်နေပေမဲ့ဒါမျက်နှာပြင်ပေါ်မှာမဖြစ်တဲ့အပျော်သားတန်ချေးဖြစ်လို့တွဲကပ်နိုင်စွမ်းကိုလုံးဝမထိခိုက်ပါဘူးဒါကြောင့်ဒါကလုံးဝလက်ခံနိုင်တဲ့အခြေအနေတစ်ခုပါကဲအပိုင်းလေးကိုဆက်လိုက်ရအောင်ဒီအပိုင်းကတော့ဘလို့အခြေအနေမျိုးမှာတန်ရှင်းရေးလုပ်ကိုလုပ်ရတော့မလဲဆိုတာပါပဲလက်ခံနိုင်တဲ့အခြေအနေတွေကိုသိပြီးပြီဆိုတော့အခုလောက်ဆောက်ချက်လိုအပ်တဲ့အချက်ပြမီနီတို့ကိုခွဲခြားသိမြင်ဖို့အရေးကြီးလာပါပြီဒီမှာဖော်ပြထားတဲ့အချက်တွေရှိနေတယ်နော်တန်ရှင်းရေးလုပ်ကိုလုံးဝမှာမယ်အလွာလိုက်ကွာကြနေတဲ့တန်ချေးတွေစားငံရည်နဲ့ချိတွေ့ထားတာမျိုးရွှွန့်တွေစီတွေဆေးတွေဒါမှမဟုတ်တန်ချောင်းမှာကပ်မနေတဲ့အင်္ဂါတွေအစအနတွေဒါတွေအားလုံးကတွဲကပ်နိုင်စွမ်းကိုပျက်စီးစေတဲ့အတွက်တေချာပေါက်ဖယ်ရှားပေးရမှာမယ်ဒါပေမဲ့ဒီမှာအရင်အရေးကြီးတဲ့သတိပေးချက်တစ်ခုရှိပါတယ်တန်ရှင်းရေးကိုလိုတာထက်ပိုပြီးအတန်းလုပ်တာကအကျိုးထက်အဆိုးဖြစ်သွားစေနိုင်ပါတယ်အထူးသဖြင့် Leslie wire brush လိုဟာမျိုးနဲ့အပြောင်တိုက်လိုက်ရင်တန်ချောင်းကချော်ပြောင်သွားပြီးအကျိုးရှိတဲ့မျက်နှာပြင်ကျန်းတတ်မှုတွေပျောက်သွားကတွဲကပ်နိုင်စွမ်းကိုပါအားနည်းသွားစေနိုင်ပါတယ်ဆိုတာတန်ရှင်းရေးလုပ်မယ်ဆိုရင်တော့နီလန်းမှန်ဖို့လိုပါတယ်ပုံမှန်အားဖြင့်တန်ချောင်းတွေကိုတဲတာနေရာချတာလုပ်နေရင်းနဲ့ကိုအလွာလိုက်ကွာနေတဲ့တန်ချီအများစုကသူ့လိုကြွေးကြသွားတတ်ပါတယ်ကြံနေသေးရင်တော့တူနဲ့ခပ်ဖော်ဖော်လေးခောက်လိုက်ရုံနဲ့ဖေရှားနိုင်ပါတယ်စားငယ်ရေးချီထားတဲ့တန်ချောင်းတွေကိုတော့ဖျားအနှဲတဲ့ရေနဲ့ဆေးကြောပေးရုံပါပဲကဲနောက်ဆုံးအပိုင်းချစ်တဲ့အပိုင်း9ကိုရောက်လာပါပြီခုနကကျွန်တော်တို့ပြောပေးတာတွေကကိုယ့်တဘောနဲ့ကိုပြောနေတာမဟုတ်ပဲနိုင်ငံတကာစန့်ကျင်စက်ညွှန်းတွေမှာပါအခိုင်အမာထောက်ခံထားတယ်ဆိုတာကိုကြည့်ကြပါမယ်ဥပမာအနေနဲ့ American Concrete Institute ရဲ့ ACI 318စံနှုန်းမှာရှင်းလင်းပြောထားပါတယ်။တန်ချေဒါမှမဟုတ်တန်ချောင်းထုတ်လို့တုံးကကပ်ပါလာတဲ့အလွာပါးတွေရှိနေတာကိုလက်ခံနိုင်တယ်။ဒါပေမဲ့တစ်ခုတော့ရှိတယ်။လက်နဲ့ wire brush လေးတိုက်ပြီးစစ်ဆေးတဲ့အခါမှာသတ်မှတ်ထားတဲ့အနှိမ့်ဆုံးရွယ်စနဲ့အလီချိန်တော့ရှိနေရမယ်လို့ဆိုထားပါတယ်။အလားတူပါပဲ
အမေရိကန်ရဲ့အဝေးပြေးလမ်းနဲ့တရားတိဆောက်ရေးအတွက်အဓိကစံနှုန်းဖြစ်တဲ့ AASTO မှာလေတန်ချောင်းမှာမြင့်ကတ်နေတဲ့တန်ချီဟာအသုံးပြုဖို့ငင်းဘက်ရမယ့်အကြောင်းမဟုတ်ဘူးလို့ဖော်ပြထားပါတယ်စစ်ဆေးမှုလိုအပ်ချက်ကတော့ ACI နဲ့အတူတူပဲဖြစ်ပါတယ်နောက်ပြီးတန်ချောင်းလုပ်ငန်းရဲ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CRSI ကလည်းရှင်းလင်းတဲ့ရည်တည်ချက်တစ်ခုထုတ်ပြန်ထားပါတယ်။ပုံမှန်တိုင်းတဘာဝတိုင်းထပေါ်တဲ့တန်ချီရဲ့အတွက်အလွန်ကျွမ်းတန်ရှင်းရေးလုပ်ခိုင်းတဲ့သတ်မှတ်ချက်တွေကိုသူတို့အနေနဲ့လုံးဝမချုပ်ခံဘူးလို့ဆိုပါတယ်။ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနှစ်ချုပ်လိုက်ရရင်ဒီအချက်လေးတွေကိုပဲမှတ်ထားလိုက်ပါ။တစ်တန်ချောင်းမှာခိုင်မြဲကပ်နေတဲ့တန်ချီအပြိုစားဟာတွဲကနိုင်စွမ်းအတဲ့အကျိုးတောင်ရှိပါတယ်။နှစ်အလွာလိုက်ကွာကြနေတဲ့တန်ချီကိုတော့မဖက်မနေဖက်ချရပါမယ်။သုံးများသောအားဖြင့်ပုံမှန်ကင်တွဲတဲဆောင်တာနဲ့တင်တန့်ချင်းရင်လို့ဖို့လုံလောက်သွားပါပြီ။၄တကယ်လို့တန်တရားထင်နေသေးတဲ့ဆိုရင်တော့ wire brush နဲ့ကြိုက်ပြီးစစ်ဆေးလိုက်ရုံပါပဲ။နောက်ဆုံးအနေနဲ့ဒီမေကွန်လေးကိုစဉ်းစားဖို့ချန်ထားခဲ့ခြင်းပါတယ်။လုပ်ငန်းခွင်တွေမှာရှိနေတဲ့ခင်မမီတော့တဲ့အလွန်အကျွမ်းတတိထားလွန်းတဲ့လိုထုံလုံးတွေကိုအခုလိုတက်တဲ့အထောက်ထားအခြေပြုချင်းကပ်မှုမျိုးနဲ့အစောက်ထုတ်ဖို့အခြေမတန်သေးဘူးလား။ဒီနေ့ရသွားတဲ့အသီးပညာကိုလက်တွေ့မှာအသုံးချပြီးအလေးအထက်ဟောင်းတွေကိုအတူတကွပြောင်းလဲကြရအောင်ပါ။